လေးမင်္ဂလာပါရှင်စနေနေ့ညပမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးကြမယ့်အတင်းအကြောင်းအရာတွေကတော့ပူဇော်ခရိုင်တွင်းရှိဘင်းစိုက်ခင်များကိုဖြစ်စီရှင်းလင်းမှုပြုလုပ်တဲ့တည်နဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြီးစားထိမှန်ပြီးမိခင်တို့ပြင်းထန်တရားရရှိခဲ့တဲ့အကြောင်းတွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးကြပါမယ်KIA KPDF ပူးပေါင်းတပ်ဖွဲ့တို့မှပူတော်ခရိုင်အတွင်းရှိဘိစိုက်ခင်များကိုရှင်းလင်းဖြစ်စီမှုများလှုပ်ဆောင်နေကြောင်း၎င်းတောင်ရှိသူထမ်းများသိရှိရပါတယ်။၎င်းဘိရှင်းလင်းရေးစီမံကိန်းကိုဖေဖော်ဝါရီလ23ရက်မှာစပြီး KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေမြေဖြစ်သည့်ပူတော်ခရိုင်အတွင်းရှိတန်ကြားတဲ့စွန်ပီယန်ဒေတာများမှဘင်ခင်များကိုရှင်းလင်းဖြစ်စီတာဖြစ်ကြောင်းသိရပါတယ်။ဘိစိုက်ခင်ဧကမြေမြဖြစ်စီရှင်းလင်းခဲ့ကြောင်းအတိအကျမသိရှိရသေးကြောင်းကိုဘိစိုက်ခင်ရှင်းလင်းရဲတွေပါဝင်သူတတတူကဧကဘလောက်ဖြစ်စီပြီးပြီလေဆိုတာတော့အတိအကျမပြောနိုင်သေးဘူးရှင်းလင်းရဲအဖွဲ့က4-5ဖွဲ့လောက်ရှိပါတယ်ကျွန်တော်တို့အဖွဲ့ကဒီကနေ့ပဲ4ဧကလောက်ရှင်းလင်းလိုက်တယ်လို့ပြောကြပါတယ်ပူတော်ခရိုင်အတွင်းယခုနှစ်အတွင်းဘိန်းခင်အင်မတန်ပေါ်များလာတာကြောင့်မရှင်းလင်းရသေးတဲ့ဘိန်းခင်တွေလည်းအများဆုံးကျန်နေတဲ့ကြောင်းယခုလိုဘင်ခင်များကိုဖြစ်စီရှင်းလင်းတဲ့အပေါ်ဒေတာခံပြည်သူချုပ်ကလည်းဝမ်းစာကျေနပ်ကြောင်းဒေတာခံသူကပြောပါတယ်။၎င်းဘင်ခင်ရှင်းလင်းရေးကို KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့စီမံကိန်းဖြစ်ကြောင်းနဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကလည်းပူးပေါင်းပါဝင်လှုပ်ဆောင်နေတာဖြစ်ကြောင်းသိရပါတယ်ရှင်။ဖကတ်မြို့နယ်မဇွယန်ကျေးရွာတွင်ဖေဖော်ဝါရီလ24ရက်နေ့8နာရီခွဲအချိန်ခန့်ကစစ်ကောင်စီတပ်ရဲ့ရန်ကြမ်းပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးကလေး2ယောက်မိခင်တူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မဇွန်ရအချင်းထောင်တွေတပ်ဆွဲ200ယူထားတဲ့စစ်ကောင်စီတပ်ခလာရ86တပ်ကို KIA တပ်မှလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေစစ်ကောင်စီတပ်ကအနီးဝန်းကျင်ဘက်လက်နက်ကြီးရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဆိုပါစစ်ကောင်စီတပ်ရန်တမ်းပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးနှစ်ခုကမဇွပြန်ကျေးရွာတွင်ကြပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးအသက်24နှစ်အရွယ်မိခင်တူကြီးစားထိမှန်တန်ရာရရှိခဲ့တယ်လို့နေအိမ်နှလုံးလေးထိခိုက်ပျက်စီးသွားခဲ့ကြောင်းဒေသခံတူကပြောပါတယ်။လက်နက်ကြီးကြီးစားထိမှန်တန်ရာရရှိခဲ့တဲ့အမျိုးသမီးကိုလက်တလောတွေလုံခင်းဆေးရုံကြီးတွေဆေးဝါးကုသမှုခံယူနေတယ်လို့ဒေသခံများကလည်းစိုးရိမ်မှုတွေနဲ့နေထိုင်နေကြရကြောင်းသိရပါတယ်။မဇွန်ရအချုပ်ထောင်ရှိစစ်ကောင်စီတပ်စခန်းကယမန်နှစ်တုန်းကလည်းတိုက်ပွဲဖြစ်ပွားတိုင်းနေဝင်းကျင်ကျေးရွာဘက်ကိုလက်နက်ကြီးရန်ကြမ်းပစ်ခတ်မှုတွေပြုလုပ်ပေးတာကြောင့်ဒေသခံပြည်သူများတေဆုံးရမှုနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်ရှင်။ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။